တုတ္တရေကိုဘာနဲ့လို့စွမ်းအားပညာမြင့်တင်ပါပညာစွမ်းအားတွေမြင့်တင်လာမှကိုယ့်ရဲ့ဘဝတုတ္တရေဆိုဖြစ်လာမှာဖြစ်တယ်တခြားဟာကိုမြင်ရမှာမဟုတ်ဘူးပညာကိုမြင့်လိုက်ပညာမြင့်လိုက်ရင်စီးပွားဥစ္စာတွေလည်းတက်လာမယ်ကိုယ်ချင်းတရားတွေလည်းကောင်းလာမယ်လိမ္မာယဉ်ကျေးမှုဒါတွေလည်းအဆင့်မြင့်လာမယ်ဟောပညာတိုးတက်လိုက်တာနဲ့တပြိုင်နက်အကုန်လုံးလူရဲ့ဂုဏ်သိက္ခာတွေအစပြီးတော့တိုးတက်လာစီးပွားဥစ္စာတိုးတက်လာမယ်ယဉ်ကျေးမှုတွေတိုးတက်လာမယ်ချင်းချင်းပြောဆိုမှုတွေတိုးတက်လာမယ်အဲ့လိုအသိပညာတစ်ခုဥဆောင်လိုက်တာနဲ့တပြိုင်နက်လူအဖွဲ့အစည်းကြီးတစ်ခုလုံးကတိုးတက်သွားနိုင်တယ်လို့တို့ဆိုအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဒီရှေ့သွားမဲ့ဟာကိုခြေထောက်ကိုဖမ်းဆွဲထားသလိုခါးကိုလှမ်းပြီးတော့ဖက်ထားသလိုရှေ့မတိုးနိုင်အောင်ဖြစ်တတ်တယ်ပေါ့အဲ့ဒါကြောင့်အသိပညာတိုးတက်အောင်စွမ်းအားပညာမြင့်တင်ပါလို့လူတွေမှာစွမ်းအား၅မျိုးရှိတယ်အဲ့စွမ်းအား၅မျိုးထဲမှာပညာစွမ်းအားဟာအကောင်းဆုံးပဲအဲ့တော့စွမ်းအား၅မျိုးကဘာတော့လို့ဆိုလို့ရှိရင်အញ្ញံဆုံးကစပြောရမယ်ဘာဟုပလဆိုတဲ့လက်ယုံအားဘာဟုပလဆိုလက်ယုံလားလက်ယုံအားကိုတောင်းပြုကြတယ်လူတွေကလက်ယုံအားနဲ့သူနေရာနဲ့သူမလိုအပ်ဘူးလားဆိုလိုအပ်ပါတယ်လေးလံတဲ့ပစ္စည်းတွေမှာဖို့ပြုဖို့အလုပ်လုပ်ဖို့လက်ယုံအားလိုအပ်တယ်ပေါ့နော်လက်ယုံအားနဲ့လည်းပဲတချို့အောင်မြင်မှုရနိုင်သို့သောအလေးပင်မတဲ့လက်ယုံအားကာယခွန်အားနဲ့လုပ်လို့မရတာတွေအများကြီးရှိတယ်ဆင်ကြီးတစ်ကောင်ဟာကာယခွန်အားလက်ယုံအားကြီးမားတယ်သို့တော်လေအဲ့ဒီဆင်ကြီးဟာသူလောက်ကာယအင်အားမကောင်းတဲ့တရားလေးတွေရဲ့ပညာစွမ်းအားအသုံးချပြီးတော့သူ့ကိုဖျက်ဆီးလိုက်တဲ့အခါဆင်ကြီးဟာနောက်ဆုံးမှာသိဆုံးသွားတဲ့အဆင့်ထိအောင်ရောက်တယ်နော်ပညာနဲ့ကြရင်သူကဘုံဘုံလဲသွားတာပညာအားကပို့ပြီးတော့ကြီးမားတယ်လို့ဆိုလို့တယ်ကာယစွမ်းအားနောက်တစ်ခုရရှိတဲ့အားတစ်ခုကဘာတော့ဆိုဘောဂပလတဲ့ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကငွေကြေးတနာအသုံးချလို့ရှိရင်လည်းသူကစွမ်းအားတစ်ခုပဲငွေကြေးတနာအသုံးချနိုင်တာစွမ်းအားအဲ့ဒီဟာလဲထိုက်တန်သလောက်သူကစွမ်းအားရှိတယ်နောက်တစ်ခါကျတော့တတိယစွမ်းအားကဘာလို့ဆိုအမစ္ဆပလတိုင်ပင်မောတိုင်ပင်ဘက်လှုပ်ဖို့ကင်ဘက်တည်းရဲ့စွမ်းအားအဲ့ဒါလဲစွမ်းအားရှိတဲ့အရာတစ်ခုနောက်တစ်ခုကတော့အဘိစစ္စပလမျိုးရိုးကောင်းတယ်ဆိုတဲ့အရာပေါ့ပစ္စည်းလေးတစ်ခုဟာရွှေပဲဖြစ်ဖြစ်ကြောက်တံပရမညာဖြစ်ဖြစ်တွင်တွက်ပစ္စည်းအစစ်ဆိုရင်တမိုးပိုကြီးမားတယ်လူတွေမှာလည်းပဲမျိုးရိုးကောင်းလို့ရှိရင်ဂုဏ်သိက္ခာရှိတယ်ဒါကြောင့်မျိုးရိုးဟာလည်းအင်အားတစ်ခုပဲလို့သူမှတ်အဲ့ဒီလိုလူတွေမှာရနိုင်တဲ့ဘာဟုပလဆိုတဲ့လက်ယုံအားဘောဂပလဆိုတဲ့စီစိန်အားအမစ္ဆပလဆိုတဲ့အပေါင်းအသင်းကုဘောလောင်ဘက်တို့ရဲ့အားအဘိစစ္စပလလို့ခေါ်တဲ့မျိုးရိုးအားအဲ့ဒီအားတွေအားလုံးကိုကြော်ဖြတ်ပြီးတော့အကောင်းဆုံးကတော့ပညာပလပညာအားဟာအကောင်းဆုံးပဲတို့ဆိုဒါကြောင့်မို့လို့အခုလိုတက္ကသိုလ်ကြီးတွေဖွင့်ပြီးတော့ပညာအားကိုရယူနေကြတာပဲဖြစ်တယ်ပေါ့ရယူနေတော့လက်ရှိကိုသင်နေတဲ့ပညာလေးနဲ့တင်ကျင့်တတ်ဖို့မဟုတ်ဘူးရှေ့မှာအသိပညာတွေတိုးတက်လေ့လာဖို့ရတယ်အများကြီးလို့အဲ့တော့အသိပညာတွေတိုးတက်အောင်လုပ်ဖို့ရအတွက်အချိန်တိုင်းရှေ့ကိုရွေ့နေဖို့
လုံလဝိရိယစွမ်းအားသိကျင်တဲ့ဆန္ဒကြိုးစားအထောက်တဲ့ဝိရိယကြံခိုင်တဲ့စိတ်ဓာတ်ဆင်ញင်တုံတရားလို့ဆိုတဲ့ဆန္ဒဝိရိယဝိမတ္တစိတ်ဓာတ်တို့နဲ့ကိုယ့်ရဲ့အသိပညာတိုးတက်များပြားလာအောင်ကြိုးစားအထောက်ရမှာဖြစ်တယ်ဒီလိုကြိုးစားအထောက်တဲ့အခါမှာတော်လောက်ပြီဆိုပြီးတော့ကြည်တတ်ရမယ့်အရာမဟုတ်ဘူးတဲ့ထမင်းစားတာတော့အလွန်ကြော်ကြီးမစားသင့်ဘူးပေါ့ပညာသင်တာအလွန်ကြော်မသင်ရဘူးလို့မရှိဘူးပညာဆိုတာကြတော့လူရဲ့အုံနောက်ကဆန်းတယ်ကွန်ပျူတာအုံနောက်လိုပဲထဲချင်တော့ထဲအုံနောက်ကြီးလာမှာတော့မကြောက်ပါနဲ့အုံနောက်ကြီးပညာတွေသိထဲလို့အုံနောက်ကြီးလာမယ်ဆိုရင်လည်းအပေါ်တန်အုပ်ထုပ်ဆောင်းထားလိုက်နော်ပညာတွေထဲချင်စတိုလုံးချင်တော့လို့ကိုကောင်းနေမယ်ဖောင်းထွက်လာမှမကြောက်နဲ့ဖောင်းထွက်လာမှမကြောက်နဲ့ထဲသမျှဝင်းတဲ့ပညာဒါကြောင့်မို့ပညာစွမ်းအားတွေကိုတိုးမြင့်ကြမှာဖြစ်တယ်အစွမ်းအထက်ဆုံးပညာတိုးမြင့်အဲ့ဒီလိုတိုးမြင့်ဖို့ဘာနဲ့လုပ်ရမလဲပညာတိုးမြင့်တဲ့နိလန်းကပါလဲဆိုသုတ်တုတာသုဒ္ဓဝဋ္ဌနီသုတ်တုတာဆိုတတ်ချင်တဲ့စိတ်သင်ချင်တဲ့စိတ်သိချင်တဲ့စိတ်အဲ့ဒီသိချင်တဲ့ဆန္ဒအဲ့ဒါကိုမွေးမိပါမယ်ဖြစ်ချင်တဲ့ဆန္ဒဟာဖြစ်ဖို့အတွက်လမ်းဖွင့်ပေးမှာပဲဆန္ဒမှမရှိဘူးဆိုရင်တော့တတ်ဖို့မရှိဘူးဒါကြောင့်မို့တခွန်းနဲ့ပြောရမယ်ဆိုရင်ပညာတတ်ချင်တယ်ဆိုရင်မင်းပညာတတ်ပြီဘာဆိုတော့တတ်ချင်တဲ့ဆန္ဒကစအားတတ်ချင်တဲ့ဆန္ဒကိုမွေးမြူရမယ်မွေးမြူပြီးတော့ထိုဆန္ဒအားလျော်စွာအကောင့်ထဲပေါ်တဲ့လုံလဝိရိယရှိရမယ်ဘလောက်ပဲခက်ခက်စိတ်ဓာတ်ကြံ့ခိုင်မှုရှိရမယ်ပြီးရင်ကိုယ့်ရဲ့မှန်ကန်တဲ့နိလန်းအသိပညာရှိရမယ်ဆန္ဒဝိရိယဝိမတ္တစိတ်ဓာတ်အဲ့ဒါကိုယ်တရားရည်တဲ့ကိုမှတ်ထားခြင်းလို့ရှင်နော်ဆန္ဒဆိုတာ wish to do wish to learn wish to know သိချင်အဲ့ဒါကိုအင်္ဂလိပ်လိုရေးမယ်ဆိုရင်ဆန္ဒ makes the impossible possible Sanda makes the impossible possible wish to learn makes the impossible possible Sanda သည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်တယ် makes the impossible possible ဒီစကားလုံးလေးကိုမှတ်တာသူတို့ကတော့ဘာသုံးလို့ဆိုရင် God makes the impossible possible ဘုရားသခင်သည်မဖြစ်နိုင်တာဖြစ်အောင်လုပ်တယ်လို့ဒီစကားလုံးကိုသုံးခဲ့တာသူတို့အဲ့တော့ဘုန်းကြီးတို့ကပြောင်းပြီးတော့ Sanda makes the impossible possible နော်မဖြစ်နိုင်တာတွေကိုဖြစ်အောင်လုပ်တာဆန္ဒ effort လုံလဝိရိယသည်မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်နိုင်တယ် effort makes the impossible possible စိတ်ဓာတ်ကြံ့ခိုင်မှု determination makes the impossible possible နော်ဝိမန္တဆိုတဲ့ဆင်ញင်တုံ examining makes the impossible possible အဲ့ဒီလိုကိုယ်မှာဆန္ဒဝိရိယဝိမတ္တစိတ်ဓာတ်ဆိုတဲ့အောင်မြင်မှု means of accomplishment ခေါ်တယ်အောင်မြင်ခြင်းရဲ့နိလန်းလေးသွယ်နဲ့ကြိုးစားအထောက်ပဲဆိုရင်အသိပညာရလာဒါကြောင့်မို့ဆန္ဒကစတာမို့သုတ်တုတာသုတဝဋ္ဌနီသိကျင်တဲ့စိတ်ရှိလို့ရှိရင်တဲ့သုတတွေတိုးတက်ပါတယ်သုတဆိုတာဘာလို့ subject matter တွေကိုသင်ယူတာကိုပြောတာစာတွေဖတ်ရမယ်အများကြီးနော်စာအုပ်တွေအများကြီးဖတ်ရမယ်ပညာရည်တွေစီးပူးရမယ်မြင်စရာကြားစရာအမှတ်တမဲ့မနေပဲနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှတ်တမဲ့မနေပဲနဲ့လေ့လာတယ်စီးပူးတယ်စူးစမ်းတယ်ဆိုတာတွေလို့အဲ့ဒီလှုပ်ခြင်းအဖြစ်ဆန္ဒရှိသုတဆိုတာဖြစ်လာတ
က္ကသိုလ်တွေမှာသင်နေတာသုတ္တကိုပဲသင်တာပဲ subject matter ကိုသင်တာပညာမဟုတ်သေးဘူးအဲ့ဒါပညာကြတော့သုတံပညာယဝဋ္ဌနာကိုယ်စာအုပ်ထဲဖတ်ထားတဲ့အကြောင်းအရာသင်တန်းတက်ထားတဲ့အကြောင်းအရာလေးလာစီးပူးထားတဲ့အကြောင်းအရာတွေက subject matter အဲ့ဒီ subject matter တွေကိုများများသိတဲ့အခါမှာလက်တွေ့အသုံးချပြီးဆိုတဲ့အခါမှာ experience အတွေ့အကြုံတွေရလာအဲ့ဒီအတွေ့အကြုံကဖြစ်ပေါ်လာတဲ့ယလက်ကမှ wisdom ပညာဖြစ်တယ်ဒါ subject matter ကိုသင်စာအုပ်တွေဖတ်ရင်ကနေပြီးတော့လက်တွေ့အသုံးချလို့သိလာတဲ့အသိပညာသည် wisdom ပညာကိုအဲ့ဒီပုံစံနဲ့စီးပူးအထောက်အမှာဖြစ်တယ်သုတံပညာယဝဋ္ဌနာသုတ္တတွေများလာလေလေပညာတိုးတက်လာလေလေဖြစ်တယ်ဒါဖြင့်ပညာရှိတော့ဘာအကျိုးရှိတော့ဆိုပညာယအထံသနာတိအထိပ္ပယ်ကိုနားလည်လာတယ်အကျိုးအကြောင်းကိုနားလည်လာတယ်အကောင်းအဆိုးကိုနားလည်လာပညာရှိမှဟာတို့တွေဒီအလုပ်ကလုပ်တဲ့အလုပ်လားဒီအလုပ်ကမလုပ်တဲ့အလုပ်လားဆိုတာသိလာပညာရှိမှသိတယ်ပေါ့နော်လောကကြီးမှာမလုပ်တဲ့နာတွေလုပ်နေသမျှဘယ်တော့မှချမ်းသာဒုက္ခမရဘူးလုပ်တဲ့နာမလုပ်သေးသမျှချမ်းသာဒုက္ခဆုံးရှုံးနေဦးမှာပဲအလုံးကိုခြုံပြောမယ်ဆိုရင်မင်းပါလှုပ်ဆင်းရဲနေတယ်လေမလှုပ်တဲ့နာတွေလှုပ်နေလို့ဘာကြောင့်မချမ်းသာတာလဲလှုပ်တဲ့နာမလှုပ်လို့ဒီနှစ်ခုပဲတကယ်ရတော့နော်လှုပ်တဲ့နာတွေသူ့အတိုင်းတာနဲ့သူမလှုပ်ဘူးစာပေကျမ်းမှာဒီတိုင်းဆိုတာဒီနှစ်ခုဟာတူညီသောဆိုးကျိုးကိုဖြစ်စေတယ်ဘယ်နှစ်ခုလဲဆိုရင်မလှုပ်တဲ့နာကိုလှုပ်ခြင်းရဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေခြင်းရဲ့တူညီသောဆိုးကျိုးကိုပေးတယ်တူညီသောဆိုးကျိုးပေးလူတွေပြောတယ်မဟုတ်လားဒီလူကဖမ်းခံရတယ်ထောင်ချခံရတယ်ဘာကြောင့် तू မလှုပ်တဲ့နာတွေလှုပ်လို့ဟောပြောမလှုပ်တဲ့နာအဲ့တော့မလှုပ်တဲ့နာလှုပ်လို့ထောင်ချခံရတယ်ဆိုတော့လှုပ်တဲ့နာမလှုပ်တဲ့ပုဂ္ဂိုလ်လည်းကောင်းကျိုးချမ်းသာမရဘူးရှားရမယ့်ကိစ္စတွေဆုံးရှုံးတယ်ဒါကြောင့်မို့မလှုပ်တဲ့နာနဲ့လှုပ်တဲ့နာကိုခွဲခြားသိတာကပညာအဲ့ဒီပညာရအောင်ကြိုးစားမှမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာခွဲခြားသိမယ်သိတော့မှလူဘဝပါရပြီးတော့ချမ်းသာဒုက္ခကိုရမှာဖြစ်တယ်အကြောင်းအကျိုးတွေဟာတစ်ခုနဲ့တစ်ခုဆက်ပြီးတော့ပညာယအထံသနာတိအသိပညာနဲ့မှဒီဘဝရဲ့အဓိပ္ပာယ်အကြောင်းအကျိုးကောင်းဆိုးကိုသိနိုင်တယ်သိတော့မှညာတော်အထောဒုက္ခဝဟောအဲ့ကြတော့မှဒုက္ခဆိုတာရမယ်ဒါကြောင့်ပြည်တော်စုမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေမိဘတွေကလည်းဘုရားဘာသာတွေများတယ်ပေါ့ majority ဘုရားဘာသာတွေရသော်ဗျာဘာဆုံးမတယ်မိဘတွေကဘာဆုံးမတယ်ဘုရားဘာသာဟာကိုယ်ကိုရတဲ့ religion ဆုတောင်းရတဲ့ religion ဘာသာမျိုးမဟုတ်ပဲလက်တွေ့ကျင့်သုံးရတဲ့ပညာရက်တွေသာဖြစ်တယ်တက္ကသိုလ်တွေမှာသင်နေတဲ့ subject matter တွေဟာဘုရားရဲ့တရားတော်တွေထဲမှာအများကြီးပါဝင်နေတယ်ပေါ့နော်business ethic တို့ဘာလို့ဆိုတာခုခေတ်မှာပေါ်တာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကတည်းက business ethic စီးပွားရှာတဲ့ economy တို့ဘာလို့ဆိုတာလဲမြတ်စွာဘုရားဟောထားတဲ့အထက်မှာအကုန်ပါတယ်ဒါတွေအတိုင်းသိရှိနားလည်ပြီးတော့ဘဝမှာရင်ကျေးလိမ္မာစွာလေ့လာစီးပူးအထောက်မယ်ဆိုရင်ဘဝအတိမြမကဓမ္မအတိတွေပါရရှိပြီးတော့ကြီးပွားတိုးတက်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီကနေ့စွမ်းအားပညာမြင့်တင်ပါပညာစွမ်းအားကိုမြင့်တင်လိုက်တာနဲ့ပြဿနာတွေအလုံးပြေသွားမှာပါပညာစွမ်းအားကိုသာကြိုးစားပြီးတော့မြင့်တင်ကြပါမြင့်တင်လို့ရှိရင်အကောင်းဆုံးအကြောင်းကျိုးနားလည်လာပါလိမ့်မယ်နားလည်လာပြီဆိုမှချမ်းသာဒုက္ခရပြီဘဝကြီးဟာအစဉ်ပြေသွားမှာဆိုတဲ့ခေါင်းစည်းနဲ့မြတ်စွာဘုရားဟောတဲ့တရားကိုပဲတဆင့်ဓမ္မလက်ဆောင်အနေနဲ့ဟောကြားပေးခြင်းဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့ဘဝမှာအရေးကြီးဆုံးတန်ဖိုးထားရမယ့်အရာဟာပညာသာလင်ဖြစ်တယ်ဒါ
ဒါကြောင့်ဒီပညာရဖို့အတွက်တို့တွေဟာကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးပညာတိုးပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း